တလေကိုရွာအချင်းလေးတာမစီတော်လို့စေတနာအမှုထားကမြို့ဖို့သွားပညာသင်ရရှာကံတော်မြိုင်လန်းနေအင်းရကနာတက္ကတိလာမြာကျွန်းတမရွှာသားရအရေးတွေမောင်လေးမမတော်အလားလုံးမီကြတာမစီတော်လို့စေတနာအမှုထားကမြို့ဖို့သွားပညာသင်ရရှာကံကောမြိုင်လန်းနေအင်းရကနာတက္ကတိနာမြာကျွန်းတမရွာသားရအရေးတွေမောင်လေးမမတော်အလားလုံးမီကညာတပေါင်းလာပွဲတော်မှာကျောင်းပင်ရဲ့နဲ့ကျုံရင်ကိုပြန်လာခဲ့မှာလူကြုံကိုမေစာရင်းကြီးကကိုရွာသားဒီကြောင်းအမြဲတည်းပြုနေလို့မို့တာတဲ့ဒီတပေါင်းလာပွဲတော်မှာကျောင်းပင်ရဲ့နဲ့ကျုံရင်ကိုပြန်လာခဲ့မှာလူကြုံကိုမေစာရင်းကြီးကကိုရွာသားဒီကြောင်းအမြဲတည်းပြုနေလို့မို့တာမောင်လေးမမတော်အလားလုံးမီကြပွဲတော်မှာကျောင်းပင်ရဲ့နဲ့ကျုံရင်ကိုပြန်လာခဲ့မှာလူကြုံကိုနေစာရင်းကြီးကကိုရွာသားဒီကြောင်းအမြဲတည်းပြုနေလို့မို့တာတဲ့ဒီတပေါင်းလာပွဲတော်မှာကျောင်းပင်ရဲ့နဲ့ကျုံရင်ကိုပြန်လာခဲ့မှာလူကြုံကိုနေစာရင်းကိုရွာသားဒီကြောင်းအမြဲတည်းပြုနေလို့မို့တာမောင်လေးမမတော်အလားလုံးမီကြညာရွက်လျှော်ရင်တိတ်ကြီးသွေးပပရှောင်းဝပြေလူမြိုက်ဦးမအိုးတော်နဲ့အခါရွာသားချာထာနေစကစီတို့လွန်တီလို့ကြပြရီစင်ကကျွန်တော်မမေ့တဲ့ကြောင်းတည်ကောင်းပါရှာမြို့ကြီးရောက်မောင်လေးမမရွာပြန်မြော်မီမ
ရော်ရီတင်ကြီးသွေးမမရွှေဝါမြေလို့ရိုက်ဥမအိုးတွန်တဲ့ခါရွာသားရသာနေစကစီတို့လုံးတီလို့ကြပြတွေစင်ကားကျွန်တော်မပြီးတဲ့ကြောင်းတတိကောင်းပါရှာမြို့ကြီးရှောက်မောင်လေးမမရွာပြန်မြော်နေမှာကြီးငဲ့တာရကကိုတော်သက်စီမပြန်မပြောမျိုးထိုးလာတဲ့ညနေစီနာတိတ်တိတ်တိတ်ပြာအလားမျိုးဆုံးသွားတွေ့ရတော့လေမောင်လေးမမအနှစ်သက်ဆုံးမို့ပါပြီးရွှေတာပြကြည့်ပါရဲ့ခမညာတာရကဟိုတော်သက်စီမပြန်မပြောမျိုးထိုးလာတဲ့ညနေစီနာမိမိတင်ပြအလားမျိုးဆုံးသွားတွေ့ရတော့လေမောင်လေးမမအနှစ်သက်ဆုံး